ဒီတစ်ခေါက်မှာတော့လွယ်လွယ်ကူကူနဲ့စားလို့ကောင်းတဲ့တရုတ်သမင်းကြော်လေးလုပ်မှာပဲဖြစ်ပါတယ်။ပေါင်းဝင်ပစ္စည်းလေးတွေကတော့ပြောင်းမပဲပြီးပန်းကုန်ပြီးမုံလာဥအနီးကြက်သားကြက်ဥငရုတ်ကောင်းပဲငမြရဲ့အကြီးနောက်ခရုစီစတာတွေပေါင်းဝင်ပါမယ်။ပထမအဦးဆုံးအနေနဲ့တော့ပဲတီးလေးတွေကိုတိတိလေးတွေနှီးပေးထားပါမယ်။ပြီးရင်တော့မုံလာဥနီလေးကိုတင်ပြီးတော့မှပိုင်းသေးလေးတွေပိုင်းပေးထားမယ်။ပြီးရင်တော့အတုံးလေးတွေပြန်ပြီးတော့မှတုံးပေးထားပါမယ်။ကြောင်မှုလေးကိုခွန်သွားမယ်။ရိုးချိုးမယ်ပေါ့နော်ပြီးသွားလို့ရှိရင်တော့မွေးလေးတွေနှုတ်ပေးထားပါမယ်ပြီးရင်တော့ပြောင်းမှုလေးတွေကိုခလိပေးထားပါမယ်ဘန်းကော်ဘီဝင်တော့လဲတိုနီတူပါပဲအသေးလေးတွေသေးနိုင်မှာသေးအောင်လှီးပေးထားမှာပေါ့နော်ဘန်းကော်ဘီဝင်ကပိုးမွားလေးတွေပါတတ်တဲ့အတွက်ကြောင့်မလို့စားလေးနဲ့ရေစိမ်ပေးထားပါမယ်ပြီးရင်တော့ကြက်ဝူဟိုရောက်မှမမွေတော့ပဲနဲ့ဒီမှာတစ်ခါတည်းမွေမယ်ပေါ့နော်စားလေးနဲ့ငယ်ထည့်လေးခလောက်ပေးထားပါမယ်ပြီးရင်တော့ထမင်းလေးကိုစားထည့်မယ်ခရုစီတစုံစာထည့်မယ်နေပေးမယ်ပေါ့နော်ပြီးသွားရင်ပဲငမြကြီးအကြီးတစုံစာထည့်ပါတယ်နေပေးထားပါတယ်ပြီးရင်တော့ဒီမှာတော့အရောင်လေးရပေါ့နော်မဲမသွားစေချင်တဲ့အတွက်ကြောင့်မလို့လှရုံလောက်ပဲဆိုတော့ပဲငမြကြီးအနောက်ကိုကတော့နင်းငယ်ပဲသုံးပါမယ်ပြီးရင်တော့ရာသာမုံလေးထည့်ပြီးသေးချာနေပါတယ်ပြီးရင်တော့စီထည့်မယ်ကျုပ်မွေထားတာလေးကိုထည့်ပြီးတော့မှကြော်ပေးပါမယ်ကျုပ်ကြီးလာတော့မှပဲပြန်ပိုင်းမယ်ပေါ့နော်ကျုပ်ကြော်ထားတာလေးကိုဖယ်ပြီးတော့မှစက်သားလေးကိုကြော်ပေးထားပါမယ်စက်သားကြော်တဲ့ကိုဖြူစီလေးထည့်ပြီးတော့မှကြော်ပေးထားပါမယ်ပြီးရင်တော့အသီးနှံလေးဖြစ်တဲ့ပြောင်းမှုကိုထည့်ပါမယ်ပြီးရင်တော့ဘန်းကော်ဘီကိုထည့်ပါမယ်အရာသာမုံလေးထည့်ပါမယ်ပြီးရင်တော့ပဲတီးထည့်ပါမယ်ပြီးရင်တော့မုံလောင်းနေတီးထားတာလေးကိုထည့်ပြီးတော့မှကြော်ပေးပါမယ်ပြီးရင်တော့ထမင်းလေးတွေကိုနည်းနည်းစီထည့်ပြီးတော့မှကြော်ပေးထားပါမယ်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့မှွေပေးပါမယ်ပြီးရင်တော့စောစောဖယ်ထားတဲ့ကျုပ်ကြော်လေးကိုထည့်ပါမယ်အခုဆိုလို့ရှိရင်တော့ရပြီပေါ့နော်ပြီးရင်တော့ငရုတ်ကောင်းလေးဖြူပါမယ်အခုဆိုလို့ရှိရင်တော့လွယ်လွယ်ကူကူငင်းငန်းဆန်ဆန်နဲ့ရတာကောင်းတဲ့တရုတ်သမင်းကြော်လေးရပြီပဲဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်